အားလုံးပဲမင်္ဂလာပါနော်ဆိုတော့ကျွန်တော်အုပ်စုအိတ်ရှယ်ပေါ့နော်စပိန်တို့အုပ်စုပေါ့နော်အဲ့ဒီအုပ်စုမှာဆိုတော့ကျွန်တော်ကိတ်ပါတွေကကမ္ဘာဖလားရဲ့32တင်ရှုံးထွက်ကိုတက်သွားပြီဗျာဆိုတော့တက်သွားတာတော့မှဘယ်လိုမျိုးတက်သွားတယ်လဲဆိုတော့တို့ဒါဒီအုပ်စုမှာ3မှတ်ပဲရခဲ့တယ်3မှတ်ပဲရပြီးတော့အုပ်စုဒုတိယနဲ့တက်ရောက်သွားတာအုပ်စုတတိယနဲ့တော့မဟုတ်ဘူးဗျာဆောင်းရမ်းတော့ဆောင်းရမ်းစမ်းကြယ်ပေါ့နော်ဘယ်လိုလဲဆိုတော့သူများအုပ်စုတွေဆိုရင်ဗျာဒါ၄မှတ်နဲ့အုပ်စုတတိယနဲ့တက်ဖို့စူးစမ်းကြတာပေါ့နော်အဲ့မျှော်လင့်ကြတာတချို့ဆိုရင်ဒါစကော့တလန်ဆိုရင်3မှတ်နဲ့တောင်မှဒါအုပ်စုတတိယအနေထားနဲ့နောက်တစ်ဆင့်မတက်နိုင်ခဲ့ဘူးတရားဝင်ထွက်ခွာသွားပြီဆိုတော့ကိတ်ပါတွေကတော့3မှတ်ပဲရတယ်ဥရုဂွေးက2မှတ်ဆော်ဒီအာရေဗျ2မှတ်ဆိုတော့သူကဒုတိယနဲ့ကိုလွတ်လွတ်ကျွတ်ကျွတ်တက်သွားပြီဗျာဆိုတော့အဲ့ဒါအဓိကပြောချင်လို့ပါပေါ့နော်ဆိုတော့နောက်တစ်ခုကသူတို့အတွက်လည်းဂုံတော့တကယ်ဂုံယူတယ်ဘာလို့ဆိုတော့စပိန်လိုအတင်းကိုတရေကန်ခဲ့တာကျွန်တော်တို့အဲ့ဒါနဲ့တင်ကိုသူတို့ကဒီကမ္ဘာဖလားမှာဗျာပြောရရင်သူတို့နိုင်ငံကိုသူတို့နိုင်ငံနာမည်ကိုနော်အားလုံးကမ္ဘာသဝန်းကလူတွေသိအောင်လုပ်ပလိုက်ပြီစပိန်ကိုတရေကြအောင်ကန်တာနဲ့တင်ပွဲသိမ်းနေပြီအဲ့ဒါပြီးတဲ့အခါမှာသူတို့ကဒါဥခွေကိုထပ်ပြီးတရေကြအောင်ကန်တယ်ဆိုတော့ဒီအနေအထားမျိုးမှာလဲသူတို့ကိုနောက်တစ်ဆင့်တက်မယ်လို့ဒါလူတွေကသိမထင်ထားကြဘူးမျှော်မှန်းတဲ့လူရှိရင်တော့မှအုပ်စုတတိယလောက်နဲ့တက်မယ်လို့ထင်ထားကြတာဗျာဆိုတော့အဲ့ဒီအနေအထားမှာ sorry ကိုတရေကန်သွားတယ်3မှတ်ယူသွားတယ်ဆိုတော့သူတို့အဲ့ဒီ3မှတ်နဲ့ဒါဥခွေရတာစပိန်ကိုတရေကန်မယ်ဆိုရင်သူတို့အနေနဲ့ကသိမသေးကြဘူးပေါ့နော်ဆိုတော့အဲ့ဒီအနေအထားမှာဥခွေရလဲပြောရတော့ထိုက်တန်တန်ကိုထွက်သွားတယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီအုပ်စုအဆင့်မှာစပိန်ပြီးရင်သူတို့အင်အားအကြီးဆုံးကိုတပွဲတစ်မှတ်ယူတပွဲတစ်မှတ်တောင်မပြောနှစ်ပွဲတစ်မှတ်ယူ2မှတ်ယူပြီးတော့ပေါ့နော်စပိန်ကိုရှုံးပြီးတော့ထွက်သွားခဲ့ရတယ်စပိန်ကိုတရေကြရင်တော့သူတို့ကအုပ်စုတတိယနဲ့ညှော်လင့်ချက်ရှိသေးတာမျိုးအဲ့လိုမျိုးနေထားမျိုးမလုံနိုင်ခဲ့ဘူးဗျာဒီနေ့မပြောချင်တာအဲ့ပွဲလဲတောက်လျှောက်ကြည့်နေစပိန်ပွဲဒီဥဂွေနီးပြကိုကတော်တော်ကြိုက်ပါတယ်ဒါပေမဲ့ဘယ်ဘာဒီကိုစောကြီးထုတ်လိုက်တာကလုံးဝတော့နားမလည်နိုင်အောင်ဖြစ်ရတယ်ပေါ့နော်အဲ့ဒီချက်ရှိတယ်ပြီးတော့နောက်တစ်ခုက3ပွဲလုံးမှာဒီခြေတွေဒီအသင်းတွေနဲ့ရင်ဆိုင်ရတာကို2မှတ်ပဲရခဲ့တယ်ဆိုတာကဘလုံးဝလက်ခံနိုင်ကြမရှိလို့ကစားသမားတွေမှာတာဝန်ရှိတာမှန်လို့အပြည့်အဝတာဝန်ရှိဆုံးပုံကတော့ကျွန်တော်နီးပြလို့ပဲထင်တယ်သူ့ကြိုက်တယ်ဒါပေမဲ့ဒီနေရာမှာတော့သူ့ရဲ့လိုအပ်ချက်ကအဓိကဘယ်လိုပြောချင်တယ်ပေါ့နော်ဆိုတော့ဂိတ်ပါဒီတော့ကတော့တကယ်ကိုဝမ်းတာတယ်ဗျာနော်ဒါပေမဲ့ဝမ်းတာတာတစ်ပိုင်းပေါ့နော်စအဲ့အုပ်စုအစ်အနေထားကိုကြည့်လိုက်တဲ့အခါမျိုးမှာ3မှတ်နဲ့ဒုတိယရပြီးတော့တက်သွားတယ်ဆိုတာမျိုးမှာနည်းနည်းလေးတော့အံ့ဩမိရပေါ့နော်အဲ့ဒါမျိုးတခြားတတိယရတဲ့အတင်းတွေက4မှတ်တွေကိုနော်ဆိုတော့အဲ့ဒါလေးပြောချင်လို့ပါနော်တကယ်ကို congratulation ပါကိတ်ပါလေလို့နော်တကယ်ကိုသူတို့ကြည့်ပြီးတော့ကိုကအားရင်နေဖြစ်ရတယ်ဗျာတကယ်ပြောတာမဖြစ်နိုင်တဲ့အရာမျိုးလူတွေတော်တော်များများကမဖြစ်နိုင်ဘူးဆိုတာမျိုးကိုပေါ့နော်လုပ်ပြသွားတာပြောရရင်တော့အုပ်စုတတိယနဲ့တောင်မှဖြစ်ကောင်းဖြစ်နိုင်မယ်ဒုတိယကတော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတော့အခြေအနေမျိုးဒါပွဲမတိုင်ခင်မှာပြောခဲ့ကြလိုက်မယ်မပြောရင်တော့မှအားလုံးအဲ့လိုပဲတွေးခဲ့ကြလိုက်မယ်ဒါပေမဲ့သူတို့လုပ်ပြသွားတယ်တကယ်ကိုမိုက်တယ်ကမ္ဘာဖလားကြည့်ရတဲ့အရာတာလည်းအဲ့ဒါပဲဗျအရန်အရာတာရှိတယ်တနေ့တစ်မျိုးတပွဲတစ်မျိုးမယိုးအောင်ဒါဒီတစ်ခုတည်းမဟုတ်ဘူးပေါ့နော်ရှေ့လျှောက်ပွဲတိုင်းမှာတစ်မျိုးစီမယိုးအောင်ဗျဆိုတော့အားလုံးကျေးဇူးပါပဲနော်ဒါလေးလာပြောတာပါ